နေတဲ့ TikTok ကမြန်မာ region လား Japan region လားဆိုတာကိုပေါ့နော်ဘယ်လိုမျိုးစစ်ရလဲဆိုတာကိုမေးထားလို့ဒီဗီဒီယိုလေးမှာလုပ်ပြပေးကြမှာပါမျိုးစုံဒီရို TikTok ထဲဝင်ရမှာပေါ့နော်အဲ့တော့ဒီ TikTok ထဲဝင်လိုက်မယ်ဝင်ပြီးသားပြီဆိုရင်ဒီအောက်မှာ profile ဆိုတာရှိတာပေါ့နော်အဲ့နေရာလေးကိုဒီလိုဝင်ပေးရမှာပါအဲ့တော့ဒီနှိပ်လိုက်မယ်အဲ့တော့ဒီပွားမြင်သုံးချအောင်ထပ်နှိပ်ပြီးရင်ဒီအောက်မှာ setting and privacy ဆိုတာရှိတာပေါ့နော်အဲ့တော့ဒီနေရာမှာ account ဆိုတာကိုထပ်နှိပ်ပေးပါပြီးရင်တော့ဒီမှာ account information ကိုနှိပ်ပေးပေါ့နော်ဒီနေရာမှာဆိုတရဂျပန်ဖြစ်နေတာပေါ့နော်တကယ်လို့တငယ်ချင်းတို့ကအဲ့နေရာမှာမြန်မာဖြစ်နေမယ်ဆိုရင်တော့ငွေရှာလို့တော့မရဘူးပေါ့နော်အဲ့တော့တငယ်ချင်းတွေလည်းဒီနီလာလေးတိုင်းတော့စစ်ကြည့်ပေါ့နော်တကယ်လို့တငယ်ချင်းတို့စစ်ကြည့်လိုက်လို့မှာပေါ့နော်မြန်မာဖြစ်နေတယ်ဆိုရင်တော့ငွေရှာလို့တော့မရဘူးကိုကဂျပန်ကောက်ဖွင့်ချင်တယ်ဆိုရင်လည်းဘယ်လိုမျိုးဖွင့်ရမလဲဆိုတာမသိသေးဘူးပေါ့နော်ဒီနီလာလေးတွေတင်ထားတာရှိရနော်အဲ့ဒီနီလန်လေး၃ခုရှိတယ်တငယ်ချင်းတွေတွားပြီးတော့ try ကြည့်ပေါ့နော်တကယ်လို့ကိုကအဲ့ဒီနီလန်၃ခုမှာအဆင်မပြေဘူးဖွင့်လို့မရဘူးဆိုရင်တော့ဒီစီမှာ server add လို့ရတာပေါ့နော်အဲ့တော့ဒီ video လေးကိုလည်းကြိုက်နေတဲ့ဆိုရင် like and follow လောက်တော့နော်ပြီးတော့မရှင်းတာလေးကိုလည်း comment လေးမှာရေးထားပေးပါကျေးဇူးတင်ပါတယ်